လိုင်းလီထိုင်တဲ့ပင်လယ်ပြင်မှာအသက်နဲ့ရင်းပြီးငါးဖမ်းခဲ့ရတဲ့လူငယ်မင်းတင်ဝမ်အားခွေးဝမ်ငကောက်ဒီတစ်ခေါက်ပင်လယ်ထွက်ရမှာအရင်ကမကြုံဘူးတဲ့ရွှေငါးချင်းကြီးနဲ့ငါးလေးမျိုးအမြောက်များရခဲ့ပြီးစုစုပေါင်း30သိန်း1 မီလီယံအမျက်ကြံခဲ့ပါတယ်။ဒါပေမဲ့တင်မောပိုင်ရှင်ဖြစ်သူဦးဖူကွိတ်ဝင်းဖျူဂိတ်ကတော့မင်းတင်ရဲ့အသက်ဆုပ်ကြိုးပမ်းမှုကိုလစ်လျူရှုပြီးကျွမ်း3000နဲ့နှင်းထုတ်ဖို့လုပ်ပါတော့တယ်။မတရားကောင်းပုံဖြတ်ခံရခြင်းဦးဖူကွိတ်ဒီနှစ်ပင်လယ်ပြင်မှာစီးပွားရေးမကောင်းဘူးလေ။ဒါကြောင့်မင်းကိုကျွမ်း3000ပေးမဲ့နဲတယ်လို့တော့မထင်နဲ့နော်။မင်းတင်အန်ကယ်ဖူကွိတ်ကျွန်တော်အသက်နဲ့ရင်းပြီးလှိုင်းလီထန်တဲ့ပင်လယ်ပြင်ထဲကနေရှာခဲ့ရတာပါရွန်30သိန်းမြတ်တာကိုကျွန်တော်ကို3000ပဲပေးတယ်ဆိုတာမတရားဘူးလေဦးဖူကွိတ်မင်းကလူကြီးကိုဒီလိုစကားပြောရသလားငါဖန်တင်မောကငါဟာငါတွေကလည်းငါဟာပဲမင်းကအိမ်တော်မှမရှိတာပတ်စံတွေအများကြီးယူပြီးဘာလို့မလို့လဲကျန်တဲ့ပတ်စံတွေကိုငါသားလေးရှောင်ဖို့ဆေးရုပ်ဘန်ရဲ့မင်္ဂလာဆောင်အတွက်ပေးရမှာငါသားကမင်းကိုနောင်ကြရင်လှုပ်ကြွေးပြုစုမှာပဲကိုမင်းအမျက်ထွက်တာပဲမဟုတ်ဘူးလားရှောင်ဖို့တင်မောပိုင်ရှင်ဤသားဂိမ်းစော်ရင်လှောင်ပြုံးဖြစ်ဟုတ်တယ်လေအကူမင်းအတွက်မရှုံးပါဘူးတွက်ချီခိုင်းတာပဲကိုတုတ်ပြန်လိုက်တော့ကလည်းစားမတရားကောင်းပုံဖြတ်ခံလိုက်ရတဲ့မင်းတင်ဟာစိတ်ကိုထိန်းချုပ်လိုက်ပြီးရွမ်3000ကိုယူကာတင်မောဘော်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်မင်းတင်ကောင်းပြီလေဒီ3000ကိုပဲကျွန်တော်ယူတော့မယ်ဒီနေ့ကစပြီးဖူးကွေတင်မောမှာကျွန်တော်ဆက်မလုပ်တော့ဘူးမင်းတင်တင်မောဘော်ကမထွက်ခွာမီတင်မောအောက်ထပ်ငါးကန်ထိန်းချုပ်ခန်းတဲ့သို့ဆင်းသွားခဲ့ပါတယ်မင်းတင်စိတ်ထဲမှာတင်မောကခင်ဗျားတို့ဟာဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ဒီငါးတွေကိုအသက်ရှင်အောင်ထိန်းထားနိုင်တာကတော့ကျွန်တော်ရဲ့နည်းပညာနဲ့စေတနာရည်ပဲခင်ဗျားတို့ငါ့ကိုပတ်စံလိမ်ယူတယ်ငါကလည်းဖူးကွေတင်မောရဲ့စီးပွားရေးလမ်းကြောင်းကိုပိတ်ပစ်မယ်မင်းတင်ဒီငါးကန်အတွင်းရှိရေဆိုးထုတ်ပါကိုဖွင့်ချလိုက်ပြီးရေပေးစက်နဲ့အောက်ဆီဂျင်ပေးစနစ်၏အရေးကြီးစက်ပစ္စည်းအစိပ်ပိုင်းများကိုဖြုတ်ယူသွားခဲ့သည်ဒီစနစ်မရှိပါကဖန်ထားသောရှားပါးငါးများသည်ကမ်းမကပ်မီတည်ဆုံသွားမည်ဖြစ်၏ထောက်တယ်များ၏ယုံကြည်မှုကမ်းခြေသို့ပြန်ရောက်သောအခါမင်းတင်သည်ဖောက်သည်ပင်လယ်စာကုန်သည်ကြီးများအားလုံးရှိသည့် group chat သို့သတင်းပို့လိုက်သည်မင်းတင်မင်္ဂလာပါလူကြီးမင်းတို့ကျွန်တော်ဝမ်အားခွေးပါဒီနေ့ညကစပြီးဖူးကွေတင်မောကနေကျွန်တော်နှုတ်ထွက်လိုက်ပါပြီနောက်ပိုင်းဖူးကွေတင်မောကလာမယ့်ငါးတွေနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်တော့ပါလာမယ့်မျိုးဦးမှာကျွန်တော်ကိုယ်ပိုင်တင်မောဝယ်တော့မည်ဖြစ်လို့အဲ့ဒီကြမှာဝယ်ယူအားပေးကြပါဦးဒီသတင်းကိုကြားသည်နှင့်ပင်လယ်စာကုန်သည်ကြီးများပုတ်ပွက်ရိုက်သွားကြသည်ကုန်သည်အားခွေးမင်းမနောက်နဲ့နော်မနှက်ဖြန်ငါတို့ကမင်းရဲ့ငါးတွေကိုစောင့်နေတာကုန်သည်နဲ့ငါတို့ကမင်းရဲ့အရေးသွေးကိုယုံလို့ဝယ်တာဖူးကွေတင်မောမှာမင်းမရှိရင်အဲ့ဒါတာမန်ငါဖန်တင်မောပဲဖြစ်သွားပြီကုန်သည်များအားခွေးကိုပိုင်ထွက်လို့ရင်ငါတို့အားလုံးဝင်းရမယ်တင်မောဝယ်ဖို့ပတ်စံတော်ငါတို့စုထည့်ပေးမယ်ကြေးရွာလူကြီးထံမှာကူညီမဆမှုမင်းတင်သည်မိုးတက်မုန်တိုင်းကြားမှာကြေးရွာဥက္ကဋ္ဌသူကြီးအဖိုးအိမ်သို့တွားရောက်ခဲ့သည်သူကြီးမုန်တိုင်းမငြိမ်သေးဘူးမင်းဒီချိန်ကြီးဘာဖြစ်လို့လာရတာလဲမင်းတင်ဒီတစ်ခေါက်ရွမ်30သိန်းမြတ်တာကိုဖူးကွေးကကျွန်တော်ကိုရွမ်3000ပဲပေးပြီးနှင်းထုတ်လိုက်တယ်အဖိုးသူကြီးဒီလိုကောက်ကျစ်တဲ့ကောင်အိုးအရင်ကမင်းအဖေပင်လယ်ထဲမှာဆုံးလုံးကလည်းမင်းအဖေရဲ့လျှော်ချင်းငွေကိုသူပဲမြူလိုက်တာမင်းရဲ့အသက်နဲ့ရင်းပြီးကူညီပေးခဲ့လို့သာသူဒီလိုလင်းပိုင်တင်မောကြီးပိုင်နေတာမင်းတင်အဖိုးကျွန်တော်ငိုပြဖို့လာတာမဟုတ်ပါဘူးရွာရှိကအဟောင်းပြင်ထားတဲ့တစ်သားရွက်လေးလိုင်းခွဲတင်မောကိုကျွန်တော်ကိုငှားပေးပါသူကြီးတစ်သားလေးနဲ့ပင်လယ်နဲ့ထဲသွားဖို့ကတိတ်အနေရများတယ်နော်မင်းတင်ကျွန်တော်သွားချင်တဲ့နေရာကတန်တင်မောကြီးတွေဝင်လို့မရတဲ့မိစ္ဆာကြောက်ဆောင် Double Reef နေရာပါအဲ့ဒီနေရာမှာရေတိမ်ပြီးကြောက်ဆောင်တွေများတာမို့လို့တစ်သားလေးနဲ့မှဝင်လို့ရမှာပါအနေရများလေးရှားပါးငါးတွေရလေပဲသူကြီးမင်းအဖေတိုင်းတက်တိရှိတဲ့ကောင်ပဲကောင်းပြီဒီလေကိုယူသွားပါဒီယွန်3000နဲ့လေကိုပြင်လိုက်ငါရဲ့အသက်ရိုးစစ်တွေရှိနေတဲ့၍မင်းကိုဘယ်သူမှပို့ချလို့မရစေရဘူးအလှည့်ပြောင်းနဲ့စက်သိန်းပိုင်းဆက်ရှင်နောက်တစ်နေ့နဲ့တွင်ဖူကွေဤသားရှောင်ပေါ်သည်အသစ်ဆက်ဆက်ကပရင်ဖြစ်တင်မောပေါ်တွင်စိုင်းဘုတ်တက်ကကြောဝါနေစဉ်တင်မောအောက်ထပ်မှအရေးပေါ်တရင်ရောက်ရှိလာသည်တင်မောသားရှောင်ပေါ်ကိုဒုက္ခပါပဲအောက်ထပ်မှာပြဿနာတက်ပြီးဖူကွေတင်မောပေါ်ရှိငါးကန်များရေခမ်းချောက်ကရှားပါးငါးများတည်ဆုံတော့မည့်အခြေအနေကို